Hello, I'm Machine Key, Yaro, the Nika Nima, Kamali, the Nita to be the Sabitama baby. I belong in the Chico Yabashi. And he blow again, Nila, blow and the women. Nila Linas with you, a copyright me dry, Drakio Chanayani view. It's a Yama Solo Kia to Piataba. Yes, and video Lego Saya, our channel, video will make it getting the machine. အခုတော့ခီးနေကြရဲ့မာခီးရဲ့တနေ့ကြာဆိုပြီးတော့အရင်ဆုံးတင်ဆက်ပေးရစီရှင်။တာယာရဲ့နေ့ကြာတဲ့နေ့မှာပေါ့ကွယ်။ငါညတော့အိပ်ပျော်ရပဲ။အဲ့လိုညတကယ်ကောင်းနေ။ဒါတော့ခီးကိုကလကာပေါ့နော်။ခီးကတော့ကလကာကိုဖွင့်လာရတဲ့ဒီတိုင်းဖြစ်သွားတာပါ။ငါတော့ဒီနေ့တေးတော့တိုက်လောက်ကမယ်။ ညနာတက်ပြီးတော့ခါကဲမျက်နှာလေးတက်ပြီးဆိုတော့ငါဝေးစားလိုက်ရမယ်ဒီတော့အတန်တိုးလို့ရှိရင်တောင်းမမရဲ့အတန်ချက်ကြည့်ပေးကြပါရှင်လာ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 အော်ဝေးစားလိုက်ရမယ်ဒီမှာလေးပါပါ Hero အရန်ချမ်းတာတော့မဟုတ်နေရိုင်းမကြနေရအခုချိန်တော့မကြသေးဘူးပေါ့နော်ဒီနေ့နင်းတိတ်ကြပါလားဟုတ်တယ်ဒီနေ့တိတ်မကြဘူးကဲအဲ့တော့ငါဒီနေ့ဝေးစရာရှိတဲ့ဟာတွေပေါ့ရမယ်နင်းလည်းတိတ်မကြပါဘူးဆိုတော့အဆင်ပြေတယ်နင်းကြနေလို့ရှိရင်တော့အဆင်ပြေဘူးအော်ခီဒီတို့တွေလိုအပ်တဲ့ပစ္စည်းတွေတော့မလိုက်ခဲ့ကြပါဘူး။ရုံးဆုံးရေခဲတတာတွေကိုယူလိုက်မယ်နော်။ကဲခီတို့ရေခဲတတာတွေကပါလေလိုအပ်တဲ့ပစ္စည်းတွေကိုသိသွားဆိုတော့ဝယ်ပါမယ်။ဝေါပြင်မာတော့ခီတို့တော်တော်လေးကိုနေတိတ်မကြောက်ဆိုပေမဲ့လမ်းနေရတော့နှင်းနေဖုံးနေရပေါ့နော်။ ဟုတ်ကဲ့ပါရှင်အမဘာများလို့လဲလို့လည်းမသိဘူး။အော်ကျမဒီမှာလိုအပ်တဲ့ဈေးလေးတွေဝယ်ချင်လို့ပါရှင်။အော်ဒီမှာလိုအပ်တဲ့ပစ္စည်းလေးတွေအများကြီးရနိုင်တယ်နော်ဝယ်ခဲ့စိတ်ကြိုက်ဝယ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါ။အိမ်မှာဆက်ပြောင်းမောင်းနေရလဲကုန်ရဆိုတော့ဆက်ပြောင်းမောင်းနဲ့ထုတ်လောက်တဲ့ဝယ်သားပါမယ်။ပြီးတော့အခုရပိုင်းစောင်းရပြီဆိုတော့တော်တော်လေးကိုညဘက်ပိုက်စားရင်လည်းဘူးနွေးနဲ့စားလို့ကောင်းအောင်လို့ခေါက်ဆွဲပြုတ်ထုတ်လေးတွေဝယ်သားမယ်။ငါရစားနေရဲ့ lunch box ကိုဘူးလောက်ဝယ်သားမယ်။ ပြီးတော့စပင်းလေးလည်းဝယ်ထားမယ်။ကဲလိုချင်တာလည်းဝယ်ပြီးဆိုတော့အမကြီးဝယ်ပြီးပြီနော်ဟုတ်ကဲ့ပါဒီမှာတခြားထုတ်ပို့ပေးပါမယ်နော်။ဟုတ်ကဲ့ပါဝယ်ရပြီလို့ကျေးဇူးပါရှင်ဟုတ်ကဲ့ရပါတယ်။ပြောရင်လည်းနေရနည်းနည်းအောင်ပို့ကြလာတယ်လို့ပဲ။ခီရောဒီမှာ တော်တော်ကိုနင်းကြလိုက်ပေါ့နော်ဒီမှာပါကဲအိမ်ပြန်ရောက်ပါပြီဒီတော့ဝယ်စရာရှိတဲ့ဟာလေးလည်းဝယ်ပြီးဆိုတော့အိမ်ပြန်ရောက်ပါပြီပေါ့နော်ငါဒီနေ့ကလုံးမလက်စားမစားသေးဘူးဆိုတော့မလက်စားလို့ကမယ်ဒီကိတ္တတိုင်းမှာလည်းလိုအပ်တဲ့ပစ္စည်းထားပြီးဆိုတော့ ကျမတို့မနက်စာစားပါမယ်ရှင်။မနက်စာစားဖို့အတွက်လုပ်လိုက်ပါဦးမယ်လေ။ကဲကျောင်းလေကြော်ပြီးဆိုတော့ထမင်းစားပါမယ်။ဆောင်းတော့ကောင်းလာပဲ။ကဲစားပြီးဆိုတော့ဒီရောလုံးဆရာရှိအောင်ရင်းနေလောက်လုပ်မယ်ပေါ့နော်။ခီရီကိုတင်တဲ့တက်နေရလို့ခီယိုနေနဲ့စားလေးပြန်နှွေးလိုက်ပါဦးရှင်။ online class တင်တယ်ကိုအခုမှစတက်မဲ့သူတွေခီမောင်းနဲ့ဝါဆိုလန်းနဲ့ဖြစ်ပါတယ်။ခီဒီလိုက်ဝါဆိုလန်းနဲ့ online class တက်နေရပါ။ကဲစားလို့တာလေးတော်တော်ကြာသွားပြီဆိုတော့ခီရောစိတ်ပန်းဖို့ရှုခင်းလေးတော့ကြည့်ပါမယ်။ Wow
တော့ဘူးကဲခီစနေရတီးပြပါမယ်ရှင်စနေရတီးလိုက်ပါမယ်ကဲဒါရောနင်းကြတဲ့ဒီနေ့တော့ဘိုးပြင်းနေတူတူဖြတ်တန်းသွားတာပဲဖြစ်ပါတယ်နင်းကြခီတီးရဲ့နင်းကြတဲ့ဒီနေ့တာစီရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like subscribe လုပ်ခဲ့ပေးကြပါဦးရှင်ဗီဒီယိုလေးကပြန်ဖြတ်ရတဲ့အကြောင်းရင်းကတော့ copyright မိမှာဆိုလို့ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကဒီလောက်ပဲမလို့အားလုံးကြိုက်ကြမှာလို့ထင်ပါတယ် bye bye